အားလုံးပဲမင်္ဂလာပါခင်ဗျာ KSN Cartoon Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်အခုပြောမယ့်ပုံမြင်လေးကတော့လေသမားကြီးနဲ့ရွှေရောင်မြေကွက်ဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ခင်ဗျာတခါတော့ကချောင်းကလေးတွယ်နဲ့တစ်ပင်တွေဝိုင်းရနေတဲ့တိတ်ဆိတ်အေးချမ်းတဲ့ရွာကြီးတွေ့ရမှာဥပတာလို့ခေါ်တဲ့အတက်အရွယ်ကြီးရင်နေတဲ့လေသမားကြီးတူရှိတာပေါ့ဗျာသူဟာအင်မတန်ဆင်းရဲပေမဲ့စိတ်တက်မကြပဲသူ့ရဲ့အလုပ်ကိုစ조사ပန်းစားလုပ်ကင်နေထိုင်ခဲ့ပါတယ်သူ့မှာကြီးမားတဲ့အိမ်မက်ကြီးတစ်ခုရှိပါတယ်တဲ့ဗျာတနေ့မှာချမ်းသာကြွယ်ဝသူတူဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့အိမ်မက်ပါပဲဗျာအဲ့ဒါကြောင့်လဲအလုပ်ကိုပုံမစ조사လုပ်ကင်ရင်ဝင်ငွေလေးတွေတိုးပွားအောင်စုဆောင်းနေထိုင်ခဲ့တာပေါ့ဗျာတနေ့မှာတော့ဥပတာဟာငွေကိုဘယ်လိုရှာဖွေရမလဲလို့စဉ်းစားနေရင်သူ့အိမ်သားကရွာသားတွေဆွန့်ပစ်ထားတဲ့မြေကွက်ကြီးကိုတတိရသွားပါတော့တယ်အဲ့ဒီမြေကွက်ကြီးကဘာတီးနဲ့မှစိုက်ပြလို့မရဘူးလို့လူအများကြီးကပြောဆိုထားကြတာပေါ့ဗျာရွာသူရွာသားတွေကလည်းအဲ့ဒီမြေကွက်ကိုကျင်းစာတက်နေတဲ့မြေကွက်အဖြစ်သတ်မှတ်ခဲ့ကြတာပေါ့ဒါပေမဲ့ဥပတာကတော့အဲ့ဒီမြေကွက်ကိုအသုံးချဖို့ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်သူဟာမြေကွက်ကိုရှင်းလင်းပြီးသူ့ရဲ့တဲလေးကိုစတင်တိဆောက်ခဲ့ပါတယ်သူ့ရဲ့တာသမီတွေကလည်းဖခင်ဖြစ်သူကိုစိတ်တူကိုယ်တူဝိုင်းဝန်းကူညီကြတာပေါ့ဗျာရွာတွေကရွာသူရွာသားတွေကတော့သူတို့ကိုမြင်ပြီးလှောင်ပြောင်ရီမောနေခဲ့ကြတာပေါ့ဗျာအချို့ရွာသူရွာသားတွေကဆိုရင်အိုမင်းနဲ့ဥပတာရေခမ ्या ဘာလုပ်နေတာလဲဗျအချိန်ဖြုံးမနေပါနဲ့တော့ဒီမြေကွက်ကြီးမှာစိုက်ပြလို့ဘယ်တော့မှဖြစ်ထွန်းမှာမဟုတ်ဘူးလို့ပပဆက်ဆက်ပြောဆိုခဲ့ကြတာပေါ့ဗျာဒါပေမဲ့လည်းဥပဒါကတော့လောင်ပြောင်မှုတွေကိုဂီယူမဆိုင်ခဲ့ပါဘူးပေါ့သူဟာသူ့ရဲ့အလုပ်ကိုပဲဂီယူတဆိုင်နဲ့ဇွဲရှိရှိဆက်လက်လှုပ်ဆောင်ခဲ့ပါတယ်သူနဲ့သူ့ရဲ့တာသမီတွေဟာနေ့တိုင်းမြေကိုကောင်းမွန်အောင်ပြုပြင်ပြီးမြေစီလွာကိုပြန်လဲကောင်းမွန်အောင်အားထုတ်ခဲ့ကြပါတယ်ရတဲ့တစ်ပတ်အနေငယ်ကြာပြီးတဲ့နောက်မှာတစ်ချိန်ကဘာမှစိုက်ပြလို့မရဘူးလို့ပြောထားတဲ့မြေကြီးဟာမြေဩဇာတွေနဲ့ပြည့်နှက်ပြီးလှပတဲ့မြေကြီးဖြစ်လာခဲ့တာပေါ့ဗျာအဲ့ဒါကြောင့်ဥပတာဟာမျိုးစေ့တွေကိုစတင်ကျဲပြီးတီးနှံတွေကိုစိုက်ပျိုးခဲ့ပါတော့တယ်။သူ့ရဲ့မိသားစုတွေဟာတီးနှံပင်တွေအတွက်လိုအပ်တဲ့ရေနဲ့မြေစီလွာကိုမျှတအောင်ဂရုတစိုက်ပြုစုစောင့်ရှောက်ပေးခဲ့ကြပါတော့တယ်။တဖြည်းဖြည်းနဲ့တီးနှံပင်လေးတွေဟာရှင်သန်လာပြီးအံ့ဩစရာကောင်းလာအောင်ကြီးထွားလာခဲ့တာပေါ့ဗျာ။ရွှေရောင်တီးနှံတွေဟာလေကွက်တစ်ခုလုံးပြည့်နှက်လာပြီးလေကွက်တစ်ခုလုံးဟာရွှေရောင်အဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာလှောင်ပြောင်ခဲ့ကြတဲ့ရွာသူရွာသားတွေဟာဥပတာရဲ့လွယ်ကွက်ကိုကြည့်ပြီးအံ့ဩသွားခဲ့ကြတာပေါ့ဗျာဥပတာရဲ့မြေကွက်ကထွက်တဲ့တီးနှံတွေဟာတခြားလေသမားတွေရဲ့တီးနှံတွေထက်ပိုကြီးပြီးပိုကောင်းမွန်နေတာကြောင့်သူတို့အံ့ဩစွာတွေ့မြင်ခဲ့ရပါတော့တယ်အဲ့ဒါလိုနဲ့ဥပတာဟာတီးနှံတွေရောင်းပြီးအမြောက်အများချမ်းသာကြွယ်ဝလာပါတော့တယ်ဥပတာဟာတစ်ချိန်ကဘာမှအတုံးဝင်ခဲ့တဲ့မြေကွက်ကြီးကိုဇွဲနဲ့လုံလာရှိမှုကြောင့်ရွှေရောင်လေကွက်အဖြစ်ပြောင်းလဲခဲ့နိုင်ပါတော့တယ်အဲ့ဒါတွေဟာဥပတာရဲ့ကြီးမားတဲ့စ조사အထောက်မှုနဲ့ဇွဲရဲ့ရလက်ပဲဖြစ်ပါတယ်ဗျာပြီးတော့သူတို့နေခဲ့တဲ့တဲလေးကိုအဲ့ဒီအချိန်မှာအိမ်အကြီးကြီးအဖြစ်ပြောင်းလဲဆောက်လုပ်နိုင်ခဲ့ပါတော့တယ်ရွာသူရွာသားတွေကတော့ဥပတာကိုလေးစားလာပြီးအတူယူစရာအဖြစ်မှတ်ယူခဲ့ကြပါတော့တယ်ဗျာပုံမြင်လေးကိုအဆုံးအထိကြည့်ရှုအားပေးကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာနောက်နေ့တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ပုံမြင်လေးများစွာဆက်လက်တင်ဆက်ပေးသွားမှာမို့ကျွန်တော်ရဲ့ channel လေးကိုအားပေးကြည့်ရှုကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ